Hola todos ကဲစပိန်ဘာသာစကားမှာတစ်ပင်ကိုဘယ်လိုခေါ်လဲတစ်ပင်ကိုဘယ်လိုခေါ်လဲ planta လို့ခေါ်ပါတယ် planta ဆိုတာတစ်ပင်ကိုခေါ်ပါတယ်ဒါဘုဒ္ဓတာအနေနဲ့ပြောမယ်ဆိုရင်တစ်ပင်ကိုနောက်တစ်မျိုးခေါ်တာရှိပါသေးတယ်ပင်စီကြီးရဲ့ဟာတွေကိုယ်ရည်ကြီးရဲ့ပင်တွေဆိုရင်တော့ arbol ဆိုပြီးခေါ်ပါတယ် arbol လို့ခေါ်ပါတယ်ကဲခုကတော့ဒါပင်သေးလေးတွေပန်းပင်လေးတွေຫນွယ်ပင်လေးတွေဆိုရင် planta လို့သုံးပါတယ် planta တစ်ပင်လို့ခေါ်ပါတယ်ကဲဒါနှင်းစီပန်းကို rosa လို့သုံးပါတယ် rosa ဟုတ်ပြီအဲ့ဆိုရင်နှင်းစီပင်ဆိုရင်ဘယ်လိုသုံးမလဲနှင်းစီပင်ဆိုရင် planta de rosa နှင်းစီပင်လို့သုံးပါတယ်โอเคတော့ပါပဲ ciao